အသင်္ကတတနိဗ္ဗာန်မြတ်ကိုအာယုံပြု၍ယနေ့ယခုနိုင်ငံတော်ပြည်သာနာတက္ကသိုလ်စာချစာသင်ထေရှင်တို့၏ချမ်းသာမချမ်းသာသာနေထိုင်နိုင်ပါစေခြင်းအကျိုးငါဝိဟာရဌာနအဖြစ်တော်ရေးခိုင်ညီမများနဲ့ဒီမျိုးဆရာတော်တို့မှကျက်သိန်း200နာယကဆရာတော်ဘုရားများအတွက်နဝကမများလှူဒန်းခြင်းကိုရေစက်ချမင်္ဂလာပြုလုပ်နေခြင်းဖြစ်ပါ၏28ရက်3လ2025ခုနှစ်၌ပြင်းထန်သောငလင်ဘေးဒဏ်ကြောင့်ပြန်တော်မူသွားကြကုန်သောတန်ဃာတော်များကိုရင်များသီလရှင်များကွယ်လွန်ကြသောလူသားများကိုလည်းအဓိကထား၍မေတ္တာပို့အမြတ်ပေးဝေပြီးတာရုခေါ်ဖို့လည်းအမြတ်ပေးပါတယ်ထို့မှတပါကွယ်လွန်သွားပြီးသောမိဘဆရာဆွေမျိုးညာတကနတ်ဒီဝါနဲ့ထေမြတ်တန်ဃာအပေါင်းတို့အားလည်းအမြတ်ပေးဝေပါ၏ကြာကြသမျှအမြတ်တာရုနှုမောခေါ်နိုင်ကြပါစေတည်းအမြတ်ယူတော်မူကြပါကုန်လောသာဓုယနေ့ယခုသာသနာတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးရဲ့လက်တော်၌ချတော်ရည်စက်သည်ဤကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်ယူသည်ငြိမ်းရန်အထောက်ပံ့ဖြစ်ပါစေတည်းဤကုသိုလ်ကောင်းမှု၏အဖို့ပါကကိုမိဘဆရာဆွေမျိုးညာတကထေမြတ်တန်ကနတ်ဒီဝါနှင့်28ရက်3လ2025ခုနှစ်၌ပြင်းထန်သောငလင်ဘေးဒဏ်ကြောင့်ပြန်မှုသွားကြကုန်သောဆရာတော်တန်ဃာတော်များသီလရှင်များအား၎င်းကွယ်လွန်သွားကြသောလူသားများ၎င်းငလင်ဘေးဒဏ်ခံစားကြသောတိုင်းသားပြည်သူများ၎င်းအမြတ်ပေးဝေငှပါ၏အမြတ်ပေးဝေငှပါ၏သာဓုအမြတ်ပေးဝေငှပါ၏သာဓုသဗ္ဗိတိယောဝိဝိဇန္တုသောကောရောကောဝိနသတုမာတိဘဝံဒွန္တရာယသုခိဒီဃာယုကောဘဝအဘိဝါဒနာသီလိသနေဇံဩဒပဇာယီနောသတ္တရောဓမ္မဝတ္တန္တိအာယုဝနောဒုက္ခံပလံသာဓုဓမ္မစရိဆရာတော်နဲ့တပတပိတကာဓမ္မပေါင်းသူတော်ကောင်းတို့အားလုံးဘေးရန်ခတ်သိမ်းကင်းကြပါစေလောကီလောကုတ္တရာစိဝါချမ်းသာအဖျားဖျားတို့တိုးတက်ကြပါစေသာသနာတော်ကိုပြုစုဆွမ်းရှောက်နိုင်တဲ့သာသနာပြုပုဂ္ဂိုလ်မွန်ပုဂ္ဂိုလ်များများဖြစ်ကြပါစေကုန်သတည်းသာဓုဟောလည်းမှတ်တမ်းလေးနဲ့တင်လိုက်ပါနော်ဒီကနေ့မန္တလေးမြို့နိုင်ငံတော်ပရိသတ်သာသနာတက္ကသိုလ်တို့ရောက်ရှိလှူဒါန်းရခြင်းရဲ့ရည်ရွယ်ချက်သည်အခုတရားစကားပြောနေတဲ့ဓမ္မသီဆရာတော်ကိုယ်တိုင်ဒီမှာပညာရင်တို့တောက်ဆိုပြီး BA တွေ MA တွေရကျောင်းဆရာဖြစ်ဆရာတော်ညာဘက်မှာထိုင်နေတဲ့သတင်းသုံးနေတဲ့ဒီကနေ့ပါမောက္ခချုပ်ဆရာတော်ဘုရားဒါဆရာတော်ရဲ့ဆရာအဲ့လိုကိုယ်တိုင်နေထိုင်သတင်းသုံးခဲ့တဲ့ကျောင်းတော်ကြီးလည်းဖြစ်တယ်မင်းကုန်းဆရာတော်ဘုရားကြီးတည်ထောင်တော်မူခဲ့တဲ့မင်းကုန်းဆရာတော်ဘုရားကြီးရဲ့ဂုဏ်ကျေးဇူးများဤကျောင်းတော်ကြီးထဲမှာရှိကြတဲ့စာချစာသင်ထေရှင်တို့ရဲ့ပရိယတ္တိခုံပရိပတ်တိခုံများကိုအာယုံပြုပြီးတော့ခုနထူထမ်းလိုက်သောအရာများသည်ဓမ္မစရိဆရာတော်လို့နာမည်တက်ပါတယ်မအေးခိုင်တဲ့ညီမများလို့နာမည်တက်တာသူတို့ကတော့တကယ်ကိုယ်ပိုင်စီးပွားနဲ့ကိုယ်ပိုင်ငွေကြွေပါခုနကတော့ဓမ္မစရိဆရာတော်လို့နာမည်အမည်တက်တော်လဲရန်ကုန်မြို့မှာတရားဟောပြီးတော့ခုနှစ်သားသမီးများရဲ့လှူကောင်းမှုများဖြစ်ပါတယ်လို့ခုနကတော့စကားတွေရှေ့နေမှာဆိုလို့ရည်စက်ချတဲ့အခါမှာဓမ္မစရိဆရာတော်နဲ့ညီမငယ်တော်ရေးခိုင်တို့ညီမများလို့တက်လိုက်တာပါ။ဘာလို့အများပူဇာများကိုလက်ခံပြီးတော့လောက်ရတာဖြစ်ချင်းကြောင့်မှတ်တမ်းယူတာပါကြွားရင်လို့မဟုတ်ဘူး။ရရှိလာတဲ့ငွေ3,500လောက်ရှိမယ်။အဲ့ဒီငွေကြေးများကိုလိုင်းပေါ်ကနေလှူတာရှိတယ်။ကိုယ်တိုင်လာလှူတာရှိတယ်။အဲ့တော့ဒီငွေကြေးများကိုကိုကျိုးကိုတတာမသုံးမဲနဲ့သာသနာတော်ရဲ့သုံးတယ်ဆိုတာကိုသိစေချင်လို့ဒီအခုဒါဆရာတော်ဦးမူရအနေနဲ့ဒါလေးကိုလည်း line နဲ့တင်ပေးလိုက်ပါ။ဘာလို့တပည့်တော်အများနဲ့လောက်တာဖြစ်ချင်းကြောင့်ဒီနဝကမ္မတွေကသူ့လက်ထက်မှာဘာတွေလုပ်နေလဲလို့သိချင်မှဖြစ်ချင်းကြောင့်ဒီကနေ့မနေ့ကနေပြီးတော့မှသိန်း100ကျော်လောက်လှူခဲ့တယ်။ဒီအခုမနေ့စောရောက်ချင်းပဲကိုဆရာသမားရှိအရင်ဥခိုက်ပြီးတော့ပြင်ဆင်မှုအတွက်ကျပ်သိန်း200ဓမ္မစီဆရာတော်ဥဆောင်ပြီးအလှခံထားတဲ့ဝတ္ထုငွေကကျပ်သိန်း100ဒေါ်ရေးခိုင်တို့ညီမများကကျပ်သိန်း100နောက်ပြီးတော့ဆရာတော်ဘုရားများနာယကဆရာတော်73ပါးအတွက်နဝကမ္မများလှူဒန်းပါတယ်ဤလှူဒန်းမှုများသည်ဓမ္မစီဆရာတော်ကနှုတ်လေးနဲ့တရားလေးနဲ့ပဲစီယုံတာဖြစ်ပါတယ်ခွ
ခုနှစ်ရသားသမီးများအများပြည်သူတို့ရဲ့နဝကမ္မများဖြစ်ပါတယ်လို့ပြောရင်းနဲ့အဲ့ဒီအကြောင်းအရာကိုကြည့်ရှုနေတဲ့ပုဂ္ဂိုလ်တွေကဒို့လူတန်းနေတဲ့အရာများကိုဒီနေ့20ရက်5လ2025ခုနှစ်မန္တလေးမြို့နိုင်ငံတော်ပြည်သာနာတက္ကသိုလ်ဆွမ်းသားကျောင်းဆောင်မှာနိုင်ငံတော်ပြည်သာနာတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်ပတ္တနာဒေါက်တာကေသရအက္ခမပန္နိတဆရာတော်ဘုရားကြီးရဲ့ရှေ့မဝန်းင်းဆရာတော်ဒေါက်တာကုမှုရတို့ရှေ့မှာရေဆက်သွန်းချလို့အမြတ်ပေးဝေလို့ပြီးပါပြီလို့လှူထားတဲ့အလူရှင်များဝမ်းမြောက်နှုတ်မော်သာတို့ခေါ်နိုင်ပါရန်ဤနေရာမှဟောကြားလိုက်ပါသည်တင်ပြလိုက်ပါသည်အလုံးချမ်းသာကြပါစေ